တောက်ရလုံးဝမဟုတ်ပါဘူးเนาะ pleasant လေးရဖြစ်တဲ့နေရာကိုဓာတ်ရိုက်ကူးသားပေးတယ်ထည့်ရတဲ့ပစ္စည်းလေးပါသူ့ရဲ့အားသာချက်ကဘာလဲဆိုတော့ဓာတ်ရိုက်ဖြစ်တဲ့နေရာကိုဓာတ်ရိုက်ကူးသားပေးတယ်ပြီးရင်ဂျပန်ရဲ့နာနိုနီးပညာနဲ့ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်စုပ်ယူမှုအားအရန်ကောင်းတာဖြစ်တဲ့အတွက်ထိရောက်မှုကမြန်ဆန်တယ်တောက်ရတာမဟုတ်တာဖြစ်တဲ့အတွက်အစာအိမ်တွေအသေးတွေကိုဖြတ်ပြီးတော့မသွားတာဖြစ်တဲ့အတွက်မလုံအပ်ဖဲနဲ့အလဲမှာပျောက်သွားတာကြီးမရှိတော့ဘူးတခြားကလီစာတွေကို side effect ဖြစ်တာကြီးမရှိတော့ဘူးပေါ့နော်ရားတာတို့အနံ့အသက်ဆိုးတာတို့အတွက်ဆိုလို့ရှိရင် Harvard Jet တစ်ချောင်းဝင်သွားရင်ဝင်သားတဲ့လောက်ကတိတိတက်တာတအားကိုတက်တာပါတယ်။အိမ်ကြနေတဲ့လူမျိုးတွေအတွက်လေးထွက်နေတဲ့လူမျိုးတွေအတွက်ဆိုရင် collagen liquid လေးတပူးဝင်သွားတဲ့လောက်အောင်တိတိတက်တာကိုအကျိုးတက်ရောက်တာအရင်ကမြန်ဆန်တယ်ပေါ့နော်။လူတွေတော်တော်များများကျတော့ပါဇက်ကနေတောက်ရတာဆိုလို့ရှိရင်မကြောက်ကြဘူးပေါ့နော်။ထည့်ရတာဆိုတဲ့အချိန်မှာကြောက်ကြရပေါ့နော်။ပြီးတော့ခန္ဓာကိုယ်ရဲ့ဝင်တာဖြစ်တဲ့အတွက်ပေါ့နော်တောက်တာပဲဖြစ်ဖြစ်ထည့်တာပဲဖြစ်ဖြစ်စိတ်ကူပါပါတယ်ပါဇက်ကနေထည့်တဲ့နေရာမှာလူတွေကအလေးအကျင့်ဖြစ်နေတာဖြစ်တဲ့အတွက်ပေါ့နော်ကိုယ်ခန္ဓာကိုယ်အတွက်ကောင်းလားမကောင်းလားတင့်တော်လားမတင့်တော်ဘူးလားကိုယ့်ရဲ့အစာရင်လေးကဒီလောက်ဆက်နေတာတွေဒီလောက်ပူနေတာတွေဟိုခံနိုင်လားမခံနိုင်လားဆိုတာမစင်စားပဲနဲ့ထည့်ချရပေါ့နော်ဒီအတွင်းပိုင်းကိုထည့်ရတဲ့အရာကြတော့ထည့်နေကြအလေးအကျင့်မရှိတာဖြစ်တဲ့အတွက်စိတ်ပူကြရပေါ့နော်အစစ်မြင့်နည်းပညာရည်နဲ့မိမကိုယ်အတွက်သုံးဖို့ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်သူ့ရဲ့ pH level ကစာသေးချာညှိပြီးမှထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ပေါ့နော်ယုံကြည်စိတ်ချစွာသုံးဆက်လို့ရပါတယ်ထိရောက်မှုအရန်ကိုမြန်ပါတယ်နော်